အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့ဆ iam မွန်ဟောင်စီရေးသားထားတဲ့ The Flow of Abundance လို့ခေါ်တဲ့လူတိုက်ရဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးသွားပါမယ်အခန်း1ငွေကြေးနဲ့ဘဝတင်ငန်းစာငွေကြေးဟာဘဝတင်ငန်းစာတစ်ခုပါပဲဒီစာကိုဆက်မပတ်ခင်မှာကျမတို့အနေနဲ့ဘယ်တော့ကဘယ်သက်ရွယ်ရစပြီးပတ်စံကိုကင်ခဲရဘူးလဲဆိုတာပြန်စဉ်းစားကြည့်စေချင်ပါတယ်အခုခေတ်ကလေးတွေကတော့ကြောင်းမတက်ခင်အရွယ်ကလေးကငွေဆက်ကူတွေကြည့်ပြီးဘယ်ဟာကပိုတန်မိုးရှိတယ်ဘယ်အရာငွေဆက်ကူချက်ကတော့တန်မိုးပိုများတယ်ဘယ်ရုပ်ကတော့ဖြင့်ပိုတန်မိုးရှိတယ်ဆိုတာကိုရွေးချယ်ခွဲခြားတတ်နေပြီလို့သိရတယ်ကျမကတော့မှတ်မှတ်ရရပထမတန်းကနေစပြီးငွေကင်ခွင့်ရခဲ့ပါတယ်အိမ်ကမုတ်ပိုးရပါတယ်နေ့စဉ်ကြောင်းမသွားခင်အဖွားကိုသွားနှုတ်ဆက်တဲ့အခါမှာမုတ်ပိုး2ကြက်ရပါတယ်ဒါပေမဲ့2ကြက်ကိုကြောင်းယူသွားခွင့်မရပဲတစ်ကြက်ကိုပြစ်တိုင်းတောင်စုဘူးထဲမှာစုခဲ့ရပါတယ်အဲ့တော့နေတိုင်းကြောင်းသွားတဲ့အခါကျမစီမှာပတ်စံတစ်ချက်ပါပါတယ်ဒီအကြောင်းကိုပြန်ပြောပြရရင်အခုကလေးတွေကတော့ရေကြမလားထူးဆန်းနေကြမလားမသိဘူးဒါပေမဲ့အဲ့ဒီတစ်ချက်ကကျမတို့မုတ်တော်တော်စားလို့ရပါတယ်ခောက်ဆွဲတုပ်ကြာစံတုပ်လေးတွေဆိုရင်9မှုလောက်ပဲပေးရတယ်ပြီးတော့9ပြားတန်မုတ်လေးတွေလည်းကျမတို့ဝယ်စားတတ်ကြတယ်အချင်ထုတ်ဆိုရင်25ပြား9မှုလောက်ကိုရင်ညနေကျောင်းဆင်းတဲ့အချိန်မှာဆေးပူပါအောင်လို့ဂျုံရုပ်တို့ဝယ်ကြပါတယ်ဒါမှမဟုတ်ခညက်အုံဒီနှမ်းနဲ့လောက်ထားတဲ့ကဆေးနဲ့ဆိုတဲ့အချောင်းကို9မှုကိုတမတ်ဖို့အစရှိသဖြင့်ဝယ်စားကြပါတယ်အဲ့လိုဝယ်မစားဖြစ်ဘူးဆိုရင်တော့ကျမကအိမ်ကို9မှုပြန်ယူလာပြီးစုဘူးလေးကိုထည့်ပါတယ်အဲ့ဒီစုဘူးကိုမွေးနေ့တို့ဘာလို့ရောက်ပြီဆိုတဲ့အခါဖောက်ပါတယ်တစ်နှစ်လုံးစုထားတဲ့ပတ်စံတွေထွက်လာတာပါပဲအဲ့ဒီခါမှာကိုလိုချင်တာချစ်ကြီးမမတစ်ခုဝယ်နိုင်ပါတယ်အပူစုထားတာနဲ့မလောက်ဘူးဆိုရင်လည်းအိမ်ကဖြစ်ပြီးဝယ်ပေးပါတယ်ဒီလိုပဲကျမတို့ငယ်ဘဝမှာမွေးနေ့ဆိုရင်လူကြီးတွေစီကလက်ဆောင်မုတ်ဖိုးလေးတွေပို့ရတယ်ဒါလေးတွေကိုစုထားတယ်တခါတလေကြာရင်စုထားတဲ့ပတ်စံလေးတွေနဲ့အမေအတွက်အဖေအတွက်ဆိုပြီးဝယ်ပေးတာလေးတွေရှိတယ်တငယ်ချင်းကိုလည်းမုတ်ဝယ်ကျွေးတယ်အစရှိသဖြင့်ကျမတို့ရဲ့ဘဝမှာငွေကြေးဟာခက်ငယ်ငယ်အရွယ်ကလေးကပါဝင်ပတ်သက်မှုတွေရှိခဲ့ပါတယ်ငွေကြေးဆိုတာဘဝတစ်လျှောက်လုံးမှာတာဝန်ယူမှုအစီအစဉ်ရှိမှုနဲ့တန်ဖိုးထားမှုကိုသင်ကြားပေးတဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်ငွေကြေးရရှိမှုဟာမဖြစ်မနေလိုအပ်တယ်လို့ဒါကိုတာဝန်ယူတတ်ဖို့လည်းလိုပါတယ်နည်းနည်းအတန်းကြီးလာတဲ့အခါကျတော့နေ့စဉ်မုတ်ဖိုးရတာမဟုတ်ဘဲနဲ့အပတ်စဉ်မုတ်ဖိုးရတာမျိုးဖြစ်လာပါတယ်နောက်ပိုင်းကျတော့တစ်လောက်ဘလောက်ဆိုပြီးမုတ်ဖိုးပေးပါတယ်ဒါဟာအကြောင်းသူတစ်ယောက်အနေနဲ့စမ်းသပ်မှုတစ်ခုပါပဲအဲ့ဒီငွေကိုတစ်ပတ်အတွင်းဒါမှမဟုတ်တစ်လအတွင်းမှာမကုန်အောင်ကိုယ့်အတွက်ကိုလည်းကြံအောင်သုံးရတာဟာစိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်နေ့စဉ်လိုအပ်တဲ့အရာတွေကြောင်းကိစ္စတွေကိုလိုချင်တဲ့အရာတွေအတွက်ပတ်စံသုံးတဲ့နေရာမှာမျှတပြီးအစီအစဉ်တကျရှိအောင်ပလန်နဲ့သုံးဖို့ကြိုးစားရင်ငွေနဲ့ပတ်သက်တဲ့မျှတစွာသုံးစွဲမှုဆိုတာကိုစတင်နားလည်လာခဲ့ပါတယ်ငွေကြေးကိုစီမံခန့်ခွဲနိုင်မှု money managementရလာတဲ့ငွေကိုတန်ဖိုးထားမယ်မျှတစွာသုံးတယ်အဲ့လိုသုံးတတ်ဖို့လေ့ကျင့်နေဆိုတာငွေကြေးကိုစီမံခန့်ခွဲတာပဲဖြစ်ပါတယ် money management ဆိုတာဟာကျမတို့ငွေကိုစပြီးတော့ကိုင်တဲ့အရွယ်ကလေးကသဘောပေါက်ပြီးကျင့်သုံးခဲ့ရတဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ်မလိုအပ်တဲ့အသုံးစရိတ်တွေကိုမသုံးတာအဲ့ဒီစားကိုယ့်အတွက်တကယ်ကြိုးရှိပြီးတန်ဖိုးရှိတဲ့အရာတွေအတွက်သုံးစွဲရတာဟာငွေကြေးကိုစီမံခန့်ခွဲနိုင်ခြင်းဖြစ်ပါတယ်အစီအစဉ်ရှိမှု budgeting and planning ဘယ်နေရာမှာဘလောက်သုံးမယ်တရက်ကိုဘလောက်ပဲသုံးမယ်အစရှိသဖြင့်သတ်မှတ်တာက budgeting and planning ပါပဲတစ်ပတ်လုံးဒါမှမဟုတ်တစ်လလုံးလုံးသုံးဖို့ငွေကိုပထမဆုံးတကယ်လိုအပ်တာတွေအတွက်ခွဲထုတ်ဖယ်ထားဖို့လိုမယ်ဘယ်အရာတွေကကိုယ့်အတွက်အရေးကြီးတာလဲဆိုတာသိဖို့လိုတယ်တစ်လမှာကိုရတာနဲ့တနေ့ကိုဘယ်လိုသုံးမလဲဆိုတဲ့အသုံးစရိတ်ကိုသတ်မှတ်ထားတယ်ဆိုတာက budgeting လုပ်တာပါပဲရုတ်တရက်ပေါ်ပေါက်လာတဲ့စိတ်ဆန္ဒအပေါ်အခြေပြုပြီးလွယ်လွယ်ကူကူဝယ်ယူတတ်တဲ့အကျင့်ကိုထိန်းချုပ်တတ်မှု overcoming spending temptations တခါတလေကြတော့ဘာရင်ညာရင်မဟုတ်ဘူးမျက်စိထဲမှာတွေ့လာတာတွေကိုကောက်ဝယ်ပြစ်တတ်တာမျိုးလုပ်တတ်တယ်အထူးသဖြင့် social media ပေါ်မှာဟိုကြည့်ဒီကြည့်လို့ရင်ပေါ်လာတဲ့အင်ဂျီအဝတ်စားတွေအလှပြင်ပစ္စည်းတွေအစရှိသဖြင့်ကြိုက်တာတွေတွေ့ရင်ကောက်ဝယ်လိုက်တာမျိုးပါပဲအဲ့ဒီလို spending temptation တွေကိုထိန်းချုပ်နိုင်တယ်ဆိုတာကတခါတလေမှာခက်ခဲတတ်ပါတယ်တခါတရံတချို့ပစ္စည်းတွေကိုတွေ့ရင်ဝယ်ခြင်းစိတ်ရှိတတ်ပေမဲ့တကယ်လိုအပ်လားလို့ပြန်စဉ်းစားတတ်လာခဲ့တယ်မလိုအပ်တဲ့နေရာတွေမှာငွေမသုံးဘဲတခြားပိုပြီးအကျိုးရှိတဲ့နေရာတွေမှာငွေသုံးတတ်ဖို့ကိုတွေးတက်လာခဲ့တယ်
ကလေးတစ်ယောက်ဟာငွေကိုလက်ထဲမှာကိုယ်တိုင်ကိုင်ဆောင်အသုံးပြုတဲ့အချိန်ကစရပြီးတော့ငွေကြေးနဲ့ပတ်သက်တဲ့လမ်းညွှန်မှုတွေအနာဂတ်အတွက်မျှော်မှန်းချက်တွေကိုငွေကြေးနဲ့ပတ်သက်တဲ့စိတ်ပိုင်းဆိုင်ရာယုံကြည်မှုအတွေးခေါ်တွေကိုသင်ယူလိုက်ရတာဖြစ်ပါတယ်။ငွေကြေးကိုဘဝမှာအကျိုးရှိအောင်မျှတအောင်ဟန်ချက်ညီအောင်သုံးနိုင်တယ်ဆိုရင်ဘဝရဲ့ပျော်ရွှင်မှုကိုရပါတယ်။ Money is a tool. Used properly, it makes something beautiful. Used wrong, it makes a mess. ငွေကြေးဟာကိရိယာတစားပလာတစ်ခုပါပဲ။ကောင်းကောင်းသုံးတတ်တယ်ဆိုရင်ဘဝမှာလှပတဲ့အရာတွေကိုဖန်တီးနိုင်မှာဖြစ်ပြီးတော့တေချာမသုံးဆွဲတတ်ဘူးဆိုရင်တော့ဒုက္ခတွေကိုဆွဲယူဖန်တီးလိုက်တယ်လို့ပါပဲ။